မင်္ဂလာပါကျွန်တော်ဒီနေ့ TikTok ကနေ PUBG Mobile ဆော်တဲ့အခါ game ဆော်တဲ့အခါသုံးဖို့လိမ့်ဒီမှာလိမ့်ဆိုတာကျွန်တော်မှာထားတာရှိတယ် TikTok ဆော့ကနေအဲ့ဒါဒီနေ့ရောက်လာလို့ဖောက်ကြည့်မယ်သူတို့ရောင်းတဲ့အထဲမှာအရေးကြီးဆုံးတဲ့ဟာဝယ်တယ်ဆိုတော့ quality ဘယ်လိုလဲ quality ကောင်းလာတာပြမယ်နော် game ဆော်တဲ့အကူအမတွေအတွက်ဟာဒါ YouTube ပဲမဟုတ်ဘူးလားသူတို့ကြော်ညာတာနဲ့တခြားစီပဲဒါ YouTube ပဲမဟုတ်ဘူးလားငါတို့ချက်ဒါတွေပါလေအော်ဒီမှာဒါထင်းနေဒါကြတော့သူတို့လက်ဆောင်ပေးတာထင်းတယ်ဒီမှာထင်းတယ်တန်ဖိုးလေးနဲ့ရှယ်ပဲနော်ဟုတ်ကြည့်မနော်မရဘူးကအော်ဘယ်လိုဖွင့်လဲဆိုတော့ဆွဲတာလားဟောဒီလိုဆွဲလိုကြတယ်ဘာမှမရှိဘူးအထဲမှာရှိတာတင်ဒါဘာမှမရှိဘူးအထဲမှာတခြားမပါဘူးအရှိအတွေးကောင်းလား quality ကောင်းလားစွတ်ကြည့်မယ်နော်စမ်းကြည့်ကောင်းမလားတပွဲလောက်ချစ်တော့ချစ်တယ်ချစ်လေးနဲ့တင်းလေးလေးလို့ဆော့မယ်ဆိုတော့စင်ပီလောက်ပါတလိုက်ဟိုကောင်ဝိုက်တီလိုက်ငါလုံးမတိုက်တယ်ကောင်ဝိုက်တီလိုက်လို့ပြောဆော့ချင်းကောင်းမလားစင်ပီမှာပါထင်တယ်โอเคစင်ပီမှာပါနောက်လူရေမာဒီမှာတင်တာပေါ့တယ် box လေးနဲ့လာတော့လာတယ်တော်စီးပွားရေးတော့တောင်းကျမ်းတယ်နော်ဒီလေးတော့လောက်ထားတာအဲ့ဒါလက်အိတ်တက်ထားဖို့နော်အဲ့ဒါကောမဟုတ်ဘူးနော်ဗျာဘူးလေးနဲ့တူတယ်ဗျာဘူးလေးမှာတောင်းနေတမ်ဘူးနဲ့တူတယ် Okay အားလုံး thank you